တို့အားလုံးမင်္ဂလာပါရှင်ဒီကဖပြပေးမှာကတော့စာရည်သူရေမင်ကပ်လူရေးထားတဲ့ဘာမစ်စိန်နဲ့မကျွတ်မလို့ဒေါ်နေမြိုင်ဆိုတဲ့ဝတ္ထုတို့ကောင်းလေးပဲဖြစ်ပါတယ်ရှင်ကိုရင်မအားတော့မိမရဲ့တော်ဟိုကြီးကိုဘာလို့ဝေလိုက်တာတော့ကျွတ်တူကိုမပြောမဆိုပဲနဲ့ဟုတ်ကွာဂျာလေးဝေတာမင်းတို့ပြောနေရမှာလားမိတင်မေဘောဘောနဲ့ရောင်းတာမို့ဝယ်လိုက်တာပေါ့ကွာဥယျာဉ်မောင်ဆိုတော့အသက်50ကျော်စပင်ဖြူဖြူလူကြီးတို့နဲ့ဒေါ်တင်ဆိုတော့အမျိုးသမီးကြီးတို့ဒီလေးများများဖြစ်ကြရင်ဥယျာဉ်မောင်ဒေါ်တင်ဆိုရင်ဖြင့်ရွာသေးရွာ၏လူချမ်းသာချင်းဝင်သူများပဲဖြစ်ကြသည်ယခုဒေါ်တင်တယောက်ဥယျာဉ်မောင်တယောက်သူအားမပြောမဆိုဝယ်လိုက်သည့်အိမ်ကြောင့်စိတ်တူဒေါသထွက်နေခဲ့ရှာသည်တော်ဝယ်တာကျုပ်မပြောလို့ပါဘူးဝယ်ရင်လည်းတခြားအိမ်ကိုဝယ်ပါလားတော့ဘဲနဲ့လူသေးချောက်ပါတယ်ဆိုပြီးနာမည်ကြီးရဲ့အိမ်ကမှတော်ဝယ်ရလားကိုရင်မောင်ရဲ့အဲ့ဒီအိမ်လူသေးတာလွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကပါဟာပိုင်ရှင်နေတော့တယောက်ပြီးတယောက်ပြောင်းနေတယ်ဟာမင်းကဘာကိုကြောက်နေရတော့အမဲကြည်စမ်းပါဦးတော်ဝယ်လိုက်တဲ့အဲ့ဒီအိမ်ကြောင့်ဒီရွာကခွေးကအစတည်တဲ့ကိုရင်မောင်ပိုင်ရှင်နေပြောင်းနေဟုတ်လားပြောင်းပါဗောဘဲနဲ့ဝယ်လိုက်ရတယ်တရေမ6ကျန်းလို့ဘယ်သူမှမနေရတဲ့အိမ်လေနင်းပြောတာတွေငါသိရမိတင်ငါလည်းကားတက်ဝယ်လို့နေထင်နေတာလားမိတင်ဟမ်အလကားဝယ်တယ်ဆိုတာအခုပေးရတဲ့ငွေကအဲ့ဒီအိမ်မှာနေနေလေငါပြောတာနားထောင်စမ်းပါမိတင်ဟာပြောစမ်းပါတော်ပါများပြောနေပါလေနေကြောင်းလာတဲ့အိမ်ကိုဝယ်လာ၍ကဲမချီဖြစ်နေပါတော့ကြတဲ့ဒီခင်မောဖြစ်သူဥယျာဉ်မောင်အားမိကရွေးကပြောဆိုလို့နေဒီလိုဟာငါအဲ့ဒီအိမ်ကိုဝယ်တာကအကျဉ်ရှိတယ်ဒီလောက်ခြောက်နေတဲ့အိမ်ကြီးကတရေကိုတို့ဟိုဘက်တောင်ထုံးတာကဖွားမယ်စင်ရဲ့လက်ကိုအပ်ပြီးတရေကိုချုံလို့ဟိဟုတ်မှလဲလို့ပါတော့အရင်ကလည်းဘုန်းကြီးပြင်ပရိယွတ်တာတော့အဆင်မပြေခဲ့တာတော်ပြောတဲ့ဟိုအဖွားကြီးကဘယ်လိုလုပ်နိုင်မှာတော့ဟာဒီမင်းမတော့ဖွားမယ်စင်ဆိုတာတောင်ထုံးရတယ်မကဘူးဘေးကကျွတ်ရတွေကပါလေးစားယူတင်နေရတာမင်းကလည်းအကုန်သိတယ်မိတင်ဖွားမယ်စင်ကဖះတရားသမားဒီလိုကိစ္စတွေမှာသူကကူညီနေတဲ့သူတယောက်ဒါတွေမင်းကိုပြောလဲသိမှမချင်ပါဘူးမင်းတို့မိမတွေကလေတန်းတို့ကိုအတင်းပြောဖို့ပဲသိကြတာဘာပြောလဲတော်ဘာပြောလိုက်တယ်ကိုကြီးမဘာမှမပြောဘူးဟေးငါသွားစရာရှိတယ်သွားအောင်မယ်ကွာဥယျာဉ်မောင်မိမဖြစ်သူတော်တင်နဲ့ဆက်လက်အငင်းမပွားခြင်းတော့၍နေရာမှထွက်လာခဲ့တော့၏ဥယျာဉ်မောင်ထွက်လာခဲ့သည့်နေရာကရွာသည့်ရွာဤတကြီးဦးမျိုးသည့်နေတို့ဖြစ်ပေသည်ပြောတကြီးရဲ့တကြီးရှိလားရှိတယ်ဦးကြီးရဲ့ဝိုင်းနေဝင်ခဲ့လေအဘရဲ့ဦးကြီးရင်မောင်လာတဲ့တော့တကြီးဦးမျိုးသည့်ဤသမီးလုံးမကအော်ပြောလေသည်ဦးရင်မောင်ဟာတကြီးဦးမျိုးသည့်အိမ်ဝိုင်းထဲသို့ဝင်လာခဲ့လေတော့တကြီးကဦးရင်မောင်အားလာဗျာဒီမထိုင်ဟုဆိုကကလထိုင်၌နေရာပေးလေသည်ဦးရင်မောင်ကလထိုင်၌ဝင်ထိုင်လိုက်လေတော့ဘာအကြောင်းများရှိတယ်လဲကိုရင်မောင်အော်နေပါအောင်ခမရတောင်ပိုင်းကအိမ်ကိုဝဲလိုက်တယ်ဆိုဦးရင်မောင်မပြောခင်တကြီးကမေးလေသည်ကျုပ်လာတာလေဒီကိစ္စပဲဗျလောက်ပါအောင်ပြောပါအောင်ခင်ဗျားပါကျွေးနေများအဲ့ဒီအိမ်ကိုဝယ်လိုက်တာတော့ပြောချင်လို့လာတာတကြီးဒီလိုဗျဒီလိုလုံငယ်ရေ3ညကအိမ်မက်တကူမဲ့တယ်အဲ့ဒီအိမ်မက်ထဲမှာမိမတယောက်ကလာပြီးတော့အဲ့ဒီအိမ်နဲ့ချင်ကိုဝယ်ပါဝယ်ပြီးရင်တောင်ထုံးကဖွားမယ်စင်ကိုခေါ်ပေးပါအဲ့လိုသာလုပ်ပေးရင်ကျုပ်အတွက်အကျိုးမြတ်ရှိမယ်ဆိုပြီးပြောတယ်ဗျဟင်အဲ့လိုကြီးမှတ်တာလားဟုတ်ပါတကြီးကျုပ်လည်းအစားရက်ကမယုံခဲ့ဘူးဗျအဲ့ဒီလိုမျိုးပုံစံတူအိမ်မက်နဲ့ခါမဲ့တော့ကျုပ်လည်းယုံကြလားရောဒီလိုနဲ့အိမ်ရောက်မယ်ဆိုတာလည်းကြောက်ကျုပ်ဝယ်လိုက်ပြီးတော့တာပဲဗျကိုရင်မောင်မက်တယ်ဆိုရင်အိမ်မက်ကထူးဆန်းတာဗျတခါလေးမက်တယ်ဆိုရင်လည်းစိတ်ဆွဲလို့ဒီအောင်ဒီမောင်မက်တယ်ဆိုပြီးယူဆလို့ရပါမယ်အခုလိုနေညမက်တာတော့ထူးဆန်းတာပဲကဲပါလေအဲ့ဒီအိမ်ကိုလည်းကိုရင်မောင်ဝယ်ပြီးသွားပြီဆိုတော့ဘာဆက်လို့မှလဲကျုပ်ကိုပြောဗျာတကြီးဦးမျိုးတည်တည်ဦးရင်မောင်အားပြောလိုက်လေတော့ဦးရင်မောင်ကသူ့ဤကောင်းအားတစ်ချိန်နေလိုက်ပြီးကျုပ်ကကျုပ်မိမမိတင်ကိုတော့ဒီအကြောင်းတွေမပြောပြခဲ့ဘူးတကြီးကျုပ်မိမကနှုတ်လို့တာမဟုတ်ဘူးဗျအခုကျုပ်လို့ရမှာကတောင်ထုံးရကဘွားမယ်စင်ကိုပြိမိတ်ခြင်းလို့ပါဗျအဲ့ဒါတကြီးကိုလိုက်ခဲ့ပြီပါလို့ပြောချင်တာရတာပေါ့ဗျာကျုပ်လိုက်ခဲ့ပါမယ်ကျေးဇူးပါပဲတကြီးဒါတွေပြောဖို့လိုသလားဗျဦးရင်မောင်ကြီးစကားအားတကြီးဦးမျိုးတိကလက်ခံလိုက်သည်ဖွားရှိတယ်ဟေ့ဝင်းခဲ့ကြမောင်ဝကြီးအတန်ပါလားဝင်ခဲ့ကြကွယ်ချန်ဝိုင်းပြေမအတန်ကြောင့်ဖွားမယ်စဉ်ကွန်ပျူတာမှဖြေချလိုက်သည်ချန်ဝင်းပြေနေကရထားသောဝါကျင်ရဲ့ကြောင့်အပြင်မှလူအားမမြင်ရပဲအတန်ကိုသာအမှတ်ပြုလိုက်ရသည်
ဘာမှစင်ချင်းဒီတိုင်းပင်ရှေးဆုံးမှဥပစီဝင်လာခဲ့ပြီးဥပစီနောက်ပါမှရွာတိရွာ၏တကြီးဦးမျိုးသည်ဦးရင်မောင်တို့ပြင်နောက်ဆုံးမှာတော့မောင်တူမောင်အောင်လဲပါရှိကြလေသည်လူများသားပါလားလာတိတော်ရမှာဝေးထိုင်ကြပါကွယ်လူများတာကကျုပ်ကဟောဒီအဲ့ဒီနှစ်ယောက်ကိုဘာစီကိုလာပို့တာပါဗျဘုန်းနှကောင်ကတော့လိုက်ချင်ပါရဲ့ဆိုပြီးပါလာခဲ့တာပဲဗျို့အေးပါကွယ်ထိုင်ကြဟောဒီအဲ့တွေကရွာတိကတကြီးမလားဟုတ်တယ်ဘွာမမေစင်အမေအားရွာတိရွာတကြီးဦးမျိုးတိကဖြေလိုက်နေသည်ဘာအကြောင်းများရှိလို့ဘွားကြီးကိုလာခဲ့ကြရတာလဲတကြီးတို့ကအကြောင်းကတော့ဟောဒီကျုပ်တို့ရွာကတတိဦးရင်မောင်ကြောင့်ပါဘွာကိုရင်မောင်ခမည်းကိစ္စဘွားကိုပြောလိုက်လေဗျာတကြီးဦးမျိုးတိကဘွားမစင်အားဖြေချရင်သူ့အနီးရင်ချိုင်နေတော့ဦးရင်မောင်အားပြောလိုက်တော့သည်ဟုတ်ကဲ့ဘွားကျုံနာမည်ကရင်မောင်လို့ခေါ်ပါတယ်ဗျဘွားစီလာရတာကပြောရရင်တော့ကြိုးဝင်လိုက်တဲ့အိမ်ကြောင့်မောအဲ့ဒီအိမ်ကလည်းတာမန်မဟုတ်ဘူးဘွားရဲ့အဲ့ဒီအိမ်ကတရေအချောက်ကျမ်းပါတယ်ဆိုပြီးနာမည်ရှိနေခဲ့တာကျုပ်အဲ့လိုအိမ်ကိုဝယ်လိုက်ရတာကလည်းအကြောင်းရှိသေးပြန်နဲ့ဘွားအကြောင်းကဒီလိုပါဗျဝိယမောင်သည်သူသိထားသည့်အရာများအားဘွားမစင်သိရှိစေရန်အတွက်မရမနာပြောပြတော့သည်ကိုပြင်း၌ထိုင်နေကြသောဥပစီတကြီးဦးမျိုးတိတို့နီတူဘေးတွင်မတည့်ရလဲရှိသောမောင်အုံးနှင့်မောင်တို့သည်လည်းဥယျာဉ်မောင်ပြောနေသည်များကိုနားဆွေးနေကြလေသည်အကြောင်းဆုံးအားပြောပြပြီးလေတော့ဘွားမစင်ကဥယျာဉ်မောင်အားမောင်ရင်ပြောပြတဲ့အိမ်အကြောင်းကိုတေချာလေးသိကြပါသေးရဲ့ကွယ်အဲ့ဒီအိမ်များချောင်းလန်တာအမျိုးသမီးတည်းရဲ့ဆိုတော့သူကအဲ့ဒီအိမ်နဲ့ဘာပတ်သက်တာလဲနောက်ပြီးတော့အဲ့ဒီအိမ်မှာသူဘယ်လိုတည်သွားခဲ့ရတာလဲဆိုတာလေးကိုတော့ဖြင့်ဘွားတေချာသိချင်ပါသေးတယ်ဘွားမစင်အမေအားဥယျာဉ်မောင်မပြေကြခင်တကြီးဦးမျိုးတင်မှာကျုပ်ပြောပြပါမယ်ဘွားဒီလိုဗျအဲ့ဒီအင်ကြီးကြောင့်လွန်ခဲ့တဲ့အနှစ်20ကျော်ပါပေါ့ဗျာအဲ့ဒီအင်ကြီးကိုဆောက်လုပ်တဲ့အမျိုးသမီးမိကတော်နှင်းမြိုင်လို့ခေါ်တယ်ဗျသူကလည်းအဲ့ဒီအင်ကြီးကိုဆောက်ပြီးတိတ်မကြခင်မှာပဲဆုံးသွားခဲ့တာဆုံးတာကတော့တခြားနေရာမှာပါဒါပေမဲ့လို့သူ့ဝိညာဉ်ကအဲ့ဒီအင်ကြီးမှာပဲရှိနေတယ်အင်ကြီးကလူမနေရလောက်အောင်ခြောက်တယ်လန့်တယ်ဆိုပြီးပြောကြဆိုကြတာအခုတည်းတည်းပါပဲဘွာအေးမောင်ကြီးပြောပုံအရဆိုရင်တော့အဲ့ဒီနှင်းညံဝိညာဉ်ကအခုတည်းတည်းခြောက်လန့်နေတာပေါ့ဘွားထက်ပြီးသိချင်တာကနှင်းညံဘယ်လိုဆုံးမသွားခဲ့တယ်ဆိုတဲ့အချက်ပဲဘွားမစင်အမေအားတကြီးဦးမျိုးတဲ့မှာဒေါ်နှင်းညံလို့သာခေါ်ကြတာသူအသက်ရှိစဉ်ကအသက်အားဖြင့်3နှစ်သားပဲရှိသေးတယ်ဗျနောက်ပြီးသူကဒီကတတိဥဝယ်နဲ့လက်ထက်ကိုပြေးနေတာတတိဥဝယ်ကမရေကြီးကဆုံးသွားတဲ့သူဆိုတော့ဒေါ်နှင်းညံကိုလက်ထက်ချင်တာပေါ့အဲ့လိုနေငါပဲလက်မထက်လိုက်ကြရပါဘူးဒေါ်နှင်းညံဆုံးသွားခဲ့လေရောဆုံးတာကလည်းတချို့ကတော့သူ့ကိုယ်သူတက်သေးတာလို့သူများတက်တာလို့ပြောကြသေးတယ်ဘွားကြီးတတိဥဝယ်ကလည်းဒေါ်နှင်းညံဆုံးသွားတော့အဲ့ဒီကလေးကရွာကနေပြောင်းသွားတော့တာပါပဲဗျာအေးမလေးမောင်ရင်တို့ရွာကိုဘွားနောက်ရက်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်ဘွားရဲ့ဖွားကိုကျုပ်တို့လာခေါ်ပေးပါမယ်ဗျာလာမခေါ်ကြပါနဲ့ကွယ်ဘွားဟောဒီကမောင်ကျိုးတို့နဲ့လာခဲ့မယ်နောက်ပြီးဘွားတို့ကရွာတိတ်ကိုညနေပဲလာခဲ့မှာနော်ညမောင်ရင်တို့ဖြင့်အဲ့ဒီအိမ်ကိုသွားကြတာပေါ့မောင်ရင်တို့ဘက်ကပြင်ဆင်စရာလေးတွေပြင်ဆင်ထားပေးပါဟုတ်ကဲ့ဖွားဘာရင်းများလိုအပ်တယ်လဲကျုပ်ပြင်ဆင်ပေးထားရအောင်လို့မောင်ရင်အိမ်အတွက်ဆိုတော့မောင်ရင်ဘက်ကချမင်းတိုးနဲ့ကြက်တကောင်ချက်ပေးထားကွယ်တရေမအကြောင်းကတေချာမသိရသေးတော့သူစိတ်ကြည်နေအောင်ပြင်ဆင်ပေးရတဲ့ပေါ့ဟုတ်ကဲ့ဘွားကျုပ်ပြင်ဆင်ထားပေးပါမယ်ဗျာစိတ်ချပါဗျာအေးပါကွယ်အေးပါဝိညာဉ်မောင်ကြီးစကားအားဘွားမစင်ချင်းနဲ့သွားလိမ့်သည်ဘွားမစင်ကြီးတို့တကြီးဦးမျိုးသိန်းနဲ့ဝိညာဉ်မောင်တို့ဒီလည်းဝမ်းသာနေကြရရှာသည်နောက်တနေ့ညနေခင်း၌ရွာတိတ်ရွာစီတို့နွားလေးတစ်စီးဖြင့်လူတော်ဦးရောက်ရှိလာခဲ့သည်ထိုတော်ဦးမှာနားလဲပေါ်၌ထိုင်လိုက်လာသောဘွားမစင်နေမောင်ထိုသူတို့အပြင်နွားလေးအားမောင်းနေလာသူမောင်တိုးတို့ပင်ဖြစ်ကြသည်ဘွားတို့လာပြီနေရာထိုင်ခင်းနေပြင်ထားပေးကြဘွားကြပါခမအိမ်ပေါ်ထဲမှာထိုင်ဖို့ပြင်ဆင်ထားပါတယ်ဘွားမစင်တို့အားဦးရင်မောင်နှင့်တကြီးမျိုးတိတို့ကကြိုးစုပေးကြသည်မောင်တိုးနှင့်မောင်တို့ကလည်းနားလဲချုပ်ဖို့အိမ်ဝိုင်းထဲ၌ကျန်ရခဲ့လေသည်အိမ်ပေါ်ထဲသို့ရောက်လာလေတော့အသင့်ခင်းထားသောတင်ပြူပြတန်း၌ထိုင်ကြရင်စကားစမြည်ပြောပြကြ၏ထို့နောက်ဦးရင်မောင်တို့လေးမယားမှဘွားမစင်တို့သုံးဦးအားထမင်းစားဝတ်ရန်အတွက်ပြင်ဆင်ပေးကြပြန်သည်ထမင်းစားတော့ပြီးကြတော့ကအချိန်သည်ညဘက်သို့ပင်ရောက်ရှိနေခဲ့လေပြီထို့ကြောင့်ဘွားမစင်ကကဲအချိန်တော့ကြပြီမောင်ရင်တို့တို့တွေသွားကြတာပေါ့ဟုတ်ပြောလိုက်တော့
ထို့သောဖြင့်တကြီးဦးတို့နှင့်ဦးရင်မောင်တို့နှစ်ဦးသည်မိထုံးများကိုင်ဆောင်ကရှိမှသွားကြလေသည်သူတို့၏နောက်ပါ၌ကြောင်ဝေးကိုထောက်၍လိုက်ပါလာခဲ့သောဘွားမဲစင်သည်ဘွားမဲစင်၏နောက်ပါစီမှာတော့ထမင်းအိုးကိုထမ်းလာသောမောင်သည်ဟင်းအိုးကိုကိုင်ဆောင်လာသောမောင်တိုးတို့ပါရှိလေသည်ခြေလန်းအနေငယ်များဆဲလန်းကြပြီးမှတော့ဖြင့်ပြေနောင်နဲ့ထက်ဆောက်လုပ်ထားသောအင်ကြီးစီတို့ရောက်ရှိလာခဲ့ကြသည်ထိုအင်ကြီးခြံဝိုင်းတော့ကိုဦးရင်မောင်ကဖွင့်နေရင်ခြံဝိုင်းထဲကအပင်ရိုင်းတွေတော့ကျုပ်ရှင်းခိုင်းထားပြီမဲ့အိမ်တွင်းတော့မရှင်းလင်းရသေးဘူးဗျဘယ်သူမှလည်းအိမ်ထဲမဝင်ရဲကြလို့ဖုံတွေပါတွေတော့ရှိနေမယ်ထင်ရဲ့အဲ့ဒါဖွားလို့အဆင်ပြေပါမလားရပါတယ်ကွယ်အိမ်ထဲရောက်နေပြီဆိုတော့မောင်ရင်တို့နှစ်ယောက်ကချင်းထဲမှာပဲနေခဲ့ကြပါမောင်တို့နှစ်ယောက်ကတော့ဖွားနောက်ကိုလိုက်ရေးကြတယ်မလားလိုက်ရေးပါတယ်ကွာလိုက်မယ်ကွာဘာမဲ့စိန်အမေအားမောင်တိုးတို့ကတဲကြွစွာပြေးကြ၏ထို့သောဖြင့်မောင်တိုးသည်ဦးရင်မောင်ချမ်းမှမိတို့ကိုယူ၍ဘွားမဲ့စိန်အားအလင်းပြပေ၏သုံးဦးသာအင်းထွေးမရှိခန်းများကိုလိုက်လည်၍ကြည့်ရှုကြသည်နောက်ဆုံးအောက်ထပ်ရှိအခန်းတစ်ခုတွင်ညီသည့်ပစ္စည်းကိရိယာမှမရှိရှင်းလင်းသောအခန်းလုံးဖြစ်၍နေသည်ကိုတွေ့ရှိပြီးဟိုနေရာလေးမှာထမင်းဦးနဲ့ဟင်းဦးကိုအဖုံးဖယ်ပြီးစားထားလိုက်ကြပြီးရင်မောင်တို့ကဟောဒီဖျောင်းနိုင်သုံးနိုင်ကိုအဲ့ဒီရှိမှထွန်းမိကွယ်ဟုတ်ကဲ့ဖွာဘွားမဲ့စိန်ခိုင်းသည့်အတိုင်းမောင်တို့ကဆောင်ရွက်ပေးကြသည်ဖျောင်းနိုင်များလည်းအသင့်ထုံပြီးသည်မို့ဘွားမဲ့စိန်ကမောင်ရင်တို့ခက်လန်လန်မှနေကြပြီးတော့တရေမကိုဖွားရှိခေါ်တော့မယ်ဘွားမဲ့စိန်သည်မောင်တိုးတို့အားတတိပေးလိုက်၏ဘွားမဲ့စိန်စကားတိုင်းပင်မောင်တိုးတို့သည်နောက်သို့ဆုတ်ခွာသွားကြပြီသည်ဘွားမဲ့စိန်ဒီကတော့ဖျောင်းနိုင်သုံးနိုင်၏အရှိခက်လန်လန်နေရာလေးမှသူ၏တောင်ဝင်းကိုကိုင်းဆောင်ကမတ်တက်အနေထားဖြင့်ရှင်နေခဲ့သည်ထို့သောနှင်းမြနီးစီကိုငါရောက်လာခဲ့ပြီအခုဒီရှိကိုလာခဲ့ပါနင်းမြရောက်တဲ့နေရာနဲ့လာခဲ့ပါဟုကျန်းမြင်ပေါ်သို့တောင်ဝေးအားဆောက်ချလိုက်ပြီးပြောလိုက်လေသည်ထို့သောပြောပြီးထက်ခဏအကြာမိသည့်အရက်ကမှမသိတော့တိုက်ခတ်လာသောလေးများသည်အခန်းအတွင်းသို့ဝင်ရောက်၍လာခဲ့သည်ထိုလေတို့ကြောင့်အခန်းအတွင်းရှိဖုံများအမိုက်များလွင့်စင်းရင်းနေကြရာမောင်တိုးနှင့်မောင်အုံးတို့သည်မျက်စိများမှိတ်ထားကြရ၏ဘွားမဲ့စိန်ဒီကလည်းဖြင့်သူ၏မျက်နှာအားကာရန်လို့ထားလေသည်တခဏတွင်တိုက်ခတ်သွားသောလေးသည်ရုပ်ကြီးဆိုသလိုညီးသက်၍သားခဲ့၏လင်းငိမ်သည်နှင့်နင်းသွားခဲ့သောဖျောင်းနိုင်များအားမောင်တိုးကမိထိုးပေးဖို့ရန်ဟန်ပြင်းရင်ဘွားဖျောင်းနိုင်နေမိထိုးရမလားမောင်တိုး၏အမေကိုမဖြစ်ခင်ရှိမဲအရေးကြောင့်ဘွားမဲ့စိန်ကလက်ကူကား၍ဟန်ထားလိုက်သည်ပြီးလေမှသူရောက်နေပြီဟုပြောလိုက်လေသည်သို့တော့ဘွားမဲ့စိန်ကြည့်သောနေရာကြီးသို့မောင်တိုးတို့နှစ်ဦးကြည့်ကြပါတော့လေမိသည့်အရာကိုမှမတွေးကြရပေဘွားမဲ့စိန်မြင်ရသည်ကဖျောင်းနိုင်3နာရီနောက်၌ထိုင်ရသောမဲအရာပင်ထိုသည်ကသပင်ဖားရချပြီးခါးသီးကုန်းကထိုင်နေသောတရေမှဒေါ်နှင်းညံပင်ဖြစ်ပေသည်ကဲနှင်းညံညီရောက်လာပြီဆိုတော့အဲ့ဒီမှာထမင်းနဲ့ဟင်းညီးစားဖို့တင်းရင်ပိုင်ရှင်ကပြင်ပေးတာစားလိုက်အောင်စားဟုဘွားမဲ့စိန်ကဆိုလိုက်ရချက်ချင်းပင်ထထိုင်၍ထမင်းနှင့်ဟင်းများကိုလောဘတကြီးစားတော့သည်ကြက်ရိုးများကိုပင်ဝါစား၏ထိုးတန်ကိုတော့မောင်တိုးနှင့်မောင်အောင်ပေးချစွာကြားချလေသည်ထိုများမိုက်ကတစားရောပါလာသောထမင်းနှင့်ဟင်းများကိုလည်းသူတို့မြင်ရ၏တရေမှဂျွန်နှင်းမြိုင်သည်စားသောနေရင်သူ၏မျက်လုံးညီကြီးများဖြင့်ဝေးဝိုက်ကြည့်တတ်သည်ထမင်းနှင့်ဟင်းများဖြောင်းကလေးခါသည်ကိုတွေ့ရသောအခါဘွားမဲ့စိန်ကကဲစားလို့သားလို့လည်းပြီးပြီဆိုတော့ညီးကြောင်ပြောပြီးတော့နှင်းမြိုင်ဘွားမဲ့စိန်စကားကြောင့်တရေမှနှင်းမြိုင်သည်သူ၏ကောင်းအားငုံလိုက်ပြီးကျုပ်ချောင်းကပြောရရင်ကျုပ်ဝမ်းနေလို့ပါတော့ကျုပ်ကဒီအိမ်ကိုဆွဲနေတာကျုပ်အိမ်ကိုကျုပ်ဆွဲနေတာတော့အေးညီကဘာလို့ဆွဲရတာတော့အเจ้าရင်းကိုတေချာပြောပြမှာဘွားဘက်ကကိုညီလို့ရမှာပေါ့နှင်းမြိုင်ရင်ကျုပ်ကရဲ့အရေးကြီးတဲ့အရာတစ်ခုကဒီအိမ်မှာရှိနေတာကျုပ်ပိုင်းနဲ့အရာလေးရှိနေလို့ကျုပ်ဘက်မှာအသွားနိုင်ဘူးသူတို့ကကျုပ်ကိုနှိမ်ဖို့ပဲတီးကြတယ်တော့ကျုပ်ကမသွားနိုင်ဘူးဘွားရဲ့နားတွေတော့ရှုပ်ကုန်ပါပြီနှင်းမြိုင်ရဲ့ငိုရာရက်ပြီးတေချာပြောစမ်းပါအေးဘွားမဲ့စိန်စကားကြောင့်တရေမှတော်နှင်းမြိုင်ငိုရာရက်သွားလေသည်ပြီးလေတော့ကျုပ်မကျွတ်လို့ရတဲ့အကြောင်းကိုသိရဖို့ဆိုရင်ကျုပ်ကအကြောင်းကိုဘွားကိုပြောပြမှာဖြစ်မှာအကြောင်းကဒီလိုပါဘွားရဲ့လုံခဲ့သောအနည်း20ခန့်ကရွာတိတ်က၌နှင်းမြိုင်ဆိုသောမိမကျော်မိမလားတယောက်ရှိပေသည်နှင်းမြိုင်သည်အသက်30သက်သာအရွယ်ဖြစ်ပြီးဘာဤကိုနောင်ကိုင်ပန်းနောင်ကိုင်ဒူးပင်ဖြစ်သည်နှင်းမြိုင်မှာကမိဘများမရှိကြတော့အတော်ဖြစ်သူမိသားစုနှင့်သာအကျူနေထိုင်ရလေသည်အတော်ဖြစ်သူ၌သားတယောက်ရှိသည်
ထိုသူ၏အမည်ဒီကငဆိုးဟုခေါ်ကြ၏နာမည်စည်းရပြီလားမသိငဆိုးသည်အယက်သမားဖေးသမားတစ်ယောက်ဖြစ်ပေသည်နှင်းနိုင်၏အတော်ပြစ်သူမှာသူများလင်၌ပေါင်းတင်ပေါင်းနှုတ်လိုက်ရပြီးတော့ဝင်ငွေရှာကြရတော့လေငဆိုးမှာကနှင်းနိုင်တို့ရှာဖွေရသမျှကိုသာယူ၍တောက်စားပြောပါလေသည်နှင်းနိုင်နှင့်မိမိနှင့်ဘဝတူမောင်တင်မောင်ဆိုသောချစ်သူရှိသည်မောင်တင်မောင်သည်လည်းသူများလင်ကဘဝဖြင့်ရက်တည်နေသူပင်ဖြစ်သည်သို့သောနှင်းနိုင်တို့နှစ်ဦးသည်တူကိုတူသိချစ်ကြသည်နှုတ်ကိုယ်သူဘဝထူထောင်မှုရန်လည်းစူးစမ်းနေကြရရှာသည်နှင်းဟုတ်ကဲ့ကိုဒီမှာနှင်းအတွက်အကိုယူလာတာလေးကိုကြည့်ပါဦးအိုးဖလေးပတိလေးပဲဟုတ်ပါဗျာဟိုတလောကမြို့တည်ရင်ကျုံလို့နှင်းအတွက်ဝယ်လာခဲ့တာဘယ်လိုလဲနှင်းသဘောကျရဲ့လားအကိုဝယ်ပေးတာဆိုဘာပဲဖြစ်ဖြစ်သဘောကျပါရဲ့ရှင်ဒါပေမဲ့လေဒီပလဲပတိကုန်းလေးတွေကမြို့ကြီးသူတွေလိုဝတ်ဆင်မှလှတာအကိုရဲ့ဟုတ်ကွယ်အကိုမျက်စိထဲမှာတော့ဖြင့်နှင်းဟာမြို့ကြီးသူတွေထက်အဆပေါင်းများစွာလှတယ်ဗျအကိုကတော့ပိုးပြန်ပြီဟုတ်လားအကိုကလူသီးတွေချင်းနေတာနှင်းရဲ့မောင်တေမောင်ပြောသောစကားကြောင့်နှင်းမြိုင်ရေမောနေခဲ့သည်ချင်းရသူပေးသောပလဲပတိလေးအားနှင်းမြိုင်ထိုနေ့မှစ၍တိမ်လူတရဖြင့်သိမ်းဆည်းကြခဲ့လေသည်ဟဲ့နှင်းမြိုင်နေနဲ့ဟိုအကောင်တေမောင်နဲ့ကြိုက်နေကြရဲဆိုဟုတ်တလားညနေခင်းအရက်ဆိုင်မှာပြန်ရောက်လာခဲ့သောငစိုးသည်အိမ်ကုတ်ပြစ်၌စံထိုင်ရွေးနေသောနှင်းမြိုင်ကိုမေးလိုက်ခြင်းဟုတ်တယ်လေအဲ့ဒါဘာဖြစ်တော့အောင်မဘာဖြစ်တော့ဟုတ်လားနင်ကငါတတိဥပ္ပံနဲ့လက်ချက်ပေးဖို့ကြိုးစားနေရလေဒါဝနင်းကဟိုမျက်နှာမွဲကိုလင်တော်ဖို့ကြိုးစားနေတယ်ပေါ့အိုးဒါနှင်းမြိုင်ရဲ့ကိစ္စပါဒီအတွက်ကိုစိုးပြောတာကိုနှင်းမြိုင်လက်မခံနိုင်ဘူးဘာနင်ကမြလူပါဝါလို့အာဟဲ့ဘာဖြစ်ကြတာတော့တမီးနှင်းမြိုင်ပြောလိုက်သောစကားကြောင့်ငဆိုးသည်နှင်းမြိုင်၏ပါအားရိုက်ချလိုက်ခြင်းဖြစ်သည်စူညံတန်တို့ကြောင့်အတော်ဖြစ်သူပြေးလွှားရောက်ခြင်း၌နှင်းမြိုင်ဟာငိုရှိုက်လိုနေရှာသည်ဟဲ့ငဆိုးနင်ကတူမကိုဘာလို့ရိုက်ရတာတော့နွားရဲ့အမေတူမကလူပါဝါလို့လေတဲ့နဲ့အကိုဖြစ်သူကရွှေဝုံဝါထိုင်ဖို့လုပ်ပြီးနေတာကိုနွားကြီးတော့ကိုစင်းနေတယ်လေအဲ့ဒီဟာမကဘာလို့ရွှေဝုံဝါထိုင်ဖို့လဲကျုပ်အတွက်အဲ့ဒါတွေမလိုပါဘူးအကိုဘာသာတုံးကျင်တာတုံးဖြုံးကျင်တာဖြုံးရဖို့ကျုပ်ကိုကူလုံးလုပ်နေရလေနင်းမြိုင်ဒေါသတကြီးပြောရင်အတော်ဖြစ်သူရင်မင်း၌ငိုရှိုက်လိုက်လေသည်အေးဒီမှာကြည့်နင်းမြိုင်ငါကလည်းလှုပ်ချင်ရဆိုလှုပ်ရမှာကိုကြည်နဲ့တာဟာနင်းသာငါပြောစကားကိုနားမထောင်ရင်ခေါ်ဒီတာနင်းအကောင်ရဲ့ရင်ဘတ်ကိုစိုက်ဝင်သွားလိမ့်မယ်ဆိုတာကိုလည်းနင်းသိထားလိုက်ငါဆိုသူ၏ခါကြ၌ထိုးရသောတတူကိုထုတ်ကနင်းမြိုင်အားဒေါသတကြီးပြောလိုက်သည်ထိုအခါအတော်ဖြစ်သူကငါတူမဟုတ်ငါရအောင်ဖြောင်းပြမယ်ငါဆိုနင်းသာမဟုတ်တာတွေမလုပ်နဲ့ဒါဆိုပြီးရပဲအမေကကျုပ်ပြောတဲ့အတိုင်းမဟုတ်ရင်တော့ဒီတဲ့အတိုင်းပဲကျုပ်ဆိုရဲ့အကောင်အကြောင်းကိုမွေးထားတဲ့အမေကပိုသိမှာပေါ့ဗျာဟုပြောကငဆိုးထွက်သွားလိတော့သည်ဒေါ်လေးနှင်းမြတ်ဘယ်လိုလုပ်ရမှာလဲဒေါ်လေးရဲ့တူမလေးရဲ့ဒေါ်လေးလည်းမတက်တာလို့ပါကွယ်နင်းကိုကြောင့်သိရမလားအဲ့ဒီကောင်ကအတော်မရိုင်းနေရသူပြောလို့တာမဟုတ်ရင်ဒေါ်လေးတို့တွေအခက်တွေ့မှာကွယ်အတော်ဖြစ်သူဒီနင်းမြိုင်အားပွေးဖက်ကငိုကြွေးနေရှာသည်သူသည်လည်းသားဆိုးသားမိုင်အားကြောက်ရသူတူပင်ပြေးနေသည်ထို့သောဖြင့်တပတ်ညကြားလေတော့ရွာထဲ၌မင်္ဂလာသတင်းတစ်ခုပြန်ရန်လိုနေလေပြီထိုသည်ကတတိဥပ္ပံနှင့်ကိုနိုင်ငိုင်အလာပကေနှင်းမြိုင်တို့၏မင်္ဂလာဆောင်သတင်းမျိုးဖြစ်ပေသည်ထိုသတင်းကိုကြားရသောမောင်တင်မောင်သည်လည်းနှင်းမြိုင်အားစိတ်နာကြီးနာကရွာမှထွက်သွားတော့၏နှင်းမြိုင်မှာကချစ်ရသူအတွေ့ကောမချစ်မနှရသူနှင့်ပေါင်းဖက်ရမည့်အရေးကြောင့်အတွက်ပါမစားနိုင်မအိမ်နိုင်ဖြစ်လို့နေရှာသည်ထိုကြားမှာတတိဥပ္ပံကမင်္ဂလာဆောင်ပြီးလင်နေဖို့ရန်အတွက်အိမ်အစ်စ်အားနှင်းမြိုင်စိတ်ကြစားလို့စေသည်နေမြန်သည်လည်းမိမိချစ်သူနှင့်တိုင်ပင်ခဲ့မှုသောအိမ်ပုံစံအားစိတ်ထဲတွင်စေကထိုပုံစံအတိုင်းပင်စားလို့စေခဲ့သည်အိမ်ဆောင်နေစဉ်မှာလည်းထိုအိမ်စီသို့နှင်းမြန်မကြာခဏသွားတတ်၏ထို့သို့သွားရခြင်းမှာလည်းချစ်သူကိုလွမ်းဆွလေတိုင်းချစ်သူပေးထားခဲ့သည့်ပလဲပလီလေးကိုကိုင်းကချောင်းကြထောင်းတနေရာတွင်မိသူမှမသိအောင်ငိုကြွေးဖို့ဖြစ်ပေသည်ထို့သောဖြင့်နှင်းမြန်၏အိမ်သည်ဆောက်လုပ်ပြီးစီးချိန်၌နှင်းမြန်၏လက်ထက်ပွဲသည်မကြမီရောက်ရှိတော့ပေမည်သို့သောလက်ထက်ပွဲရဲ့သို့မရောက်မီနှင်းမြိုင်တယောက်ပိုးသက်စီများတောက်ကတေပွဲဝင်သွားခဲ့၏နှင်းမြိုင်ခင်ဗျချစ်ရသူနှင့်ဝေးကွာရသည်စေမကျမနှင့်သက်သူနှင့်အတူနေထိုင်ရမည်ဟုသောစိတ်တို့ကြောင့်ကိုတက်တည်သွားခြင်းဖြစ်ပေသည်
နင်းမြိုင်သေးဆုံးသွားသည်ဟုသောတရင်ကြောင့်တတိဥဝံလည်းရွာမှပြောင်းချသွားတော့၏ဘဝင်းကြီး၏အမြင်၌တတိဥဝံကြောင့်နှင်းမြိုင်သေးဆုံးရသည်ဟုထင်မြင်နေကြလေသည်ထို့သောနှင်းမြိုင်သေးဆုံးပြီးနောက်နှင်းမြိုင်၏အိမ်အားတတိဥဝံကရရစေးဖြင့်ရောင်းချခဲ့လေသည်ဝေယူသူများနေထိုင်ကြသောအခါတရေမှနှင်းမြိုင်၏ချောင်းလန့်ခြင်းကိုခံစားရသည်ဟုသောတရင်များထွက်ပေါ်လာခဲ့တော့သည်တရေမှနှင်းမြိုင်သည်သူ၏ရဲ့ချောင်းများအားဘွားမေစိန်အားပြောပြသွားလေသည်ဘွားမေစိန်သည်သူ၏ထောင်ဝေးကိုချောက်၍ဟိုမှဒီမှလမ်းလျှောက်၍ဒီအိမ်ကိုဆွဲရတဲ့အကြောင်းရင်းကပါလဲနှင်းမြိုင်ချို့ပလဲပတိရှိနေလို့ပါကွာနှင်းမြိုင်၏စကားကြောင့်ဘွားမေစိန်စိတ်မကောင်းခြင်းမိသည်ညီအေးညီရဲ့ဝတ်ကလည်းကြီးလိုက်တာနှင်းမြိုင်ရဲ့ကျုပ်ကံပါလို့ပါဘွားရဲ့ဒါဆိုဒီပလဲပတိကဒီမှာရှိရပေါ့အဲ့ပလဲပတိကိုဘွားဖြက်စီဖြစ်ပြီးညီကိုလည်းဒီဘွားကနေဘွားကယ်ပေးပါမယ်ကျေးဇူးတင်ပါတယ်ဘွားရဲ့ကျုပ်ရဲ့အဆွဲလဲကျွတ်စိန်တမ်းပြီးထင်ပါတယ်တော့ဟုတ်တာပေါ့ညီကိုယ်တိုင်ဒီလိုဘွားကြီးရဲ့နေရတာစိတ်ပြည့်နေပြီမလားညီကျွတ်လို့ကိုအလွယ်တန်းကိစ္စတွေကိုဒီရင်ဖိုင်ရှင်ကစီစဉ်ပေးပါလိမ့်မယ်နင်းမြိုင်အခုပလဲပတိရှိတဲ့နေရာကိုဒါဘွားကိုပြပြပါပလဲပတိကဒီခန်းထဲမှာပါပဲဟိုနားကကျမ်းမြေကိုနည်းနည်းခွာလန်လိုက်ရင်တွေ့ပါလိမ့်မယ်အေးမောင်တို့လာပါဦးကွဟောဒီနာကကျမ်းမြေကိုနည်းနည်းထိုးကလပ်မေးစမ်းဖွားကိုဟုတ်ကဲ့ဘွားမောင်တို့သည်သူ၏ခါစား၌လူရမရယူဆောင်လာခဲ့သောတရူလေးဖြင့်ကျန်းငင်းအားထိုးကလန့်ပေးလေသည်ကျန်းသည်လည်းဟောင်းနေပြီမို့လွယ်ကူစွာကျိုးခဲ့သွား၏မိတို့လေးယူပြီးအောက်ကိုသေချာကြည့်နိုင်မောင်တို့အဲ့နေရာမှာပလဲပတိလေးကိုရှာဘွားမေစိန်ပြောသည့်အတိုင်းမောင်တို့ရှာဖွေသည်ခဏမျှရှာဖွေပြီးနောက်ဒါမှလားဘွားမောင်တို့သည်သူ၏လက်တွင်ပါလာခဲ့သောမဲညစ်နေသောပလဲပတိလေးကိုဘွားမေစိန်မြင်စီရဲ့အမြောက်ပြလေသည်တို့ကဘွားမေစိန်ကတရေမနင်းမြိုင်အားကြီးလိုက်လေရာတရေမနင်းမြိုင်ကဝမ်းသာအားရကောင်းခြင်းချလေသည်ထိုပလဲပတိအားဘွားမေစိန်မှသူ၏ဘဝလေးတဲ့ထဲကသိမ်းလိုက်တော့သည်ပြီးလေတော့ဒါဆိုဘွားရဲ့လာရင်ကိစ္စပြီးပြီနင်းမြိုင်ဒီပလဲပတိကိုဘွားယူသားတော့မယ်ဒီပိုင်ရှင်ကိုလဲမှာခဲ့မယ်ညီအတွက်ဒီမော်မှာပဲအလူတန်းလုပ်ပေးဖို့ပေါ့တခုကဘသူ့ပေါ်မှာညီမချောက်လိုက်နေတော့နင်းမြိုင်ညီဒီဘွားကကျွတ်လို့ကိုအချိန်ရောက်ပြီဟုတ်ကဲ့စိတ်ချပါဘွားအေးကဲမောင်ရင်တို့ပစ္စည်းတွေသိမ်းပြီးပြန်ကြတာပေါ့ကွယ်ဟုတ်ကဲ့ဘွားတရေမနင်းမြိုင်ကအရင်ဖြောက်ွယ်သွားခဲ့၏ဘွားမစိန်လည်းစိတ်ချသွားခဲ့ပြီးမို့ပြန်ဖို့ပြင်ကြတော့သည်ခြံဝိုင်းထဲရောက်တော့ဆောက်ဆိုင်နေကြသည့်ဥယျာဉ်မောင်နှင့်တကြီးဦးမျိုးတိတ်တို့ကိုတွေ့ကြရသည်ထိုကဘွားမစိန်ကမောင်ရင်ဒီအိမ်ကိုမောင်ရင်ဈေးပေါ်ခေါနေဝယ်လိုက်ရတာဒါမောင်ရင်နဲ့ထိုက်လို့ပဲအခုဘွားကနင်းမြိုင်ကိုတေချာမာခဲ့တယ်မောင်ရင်တို့ဘက်ကဒီအိမ်မှာသူ့အတွက်ရည်စူးပြီးအလူတန်းလုပ်ပေးဖို့ပဲလို့တော့တယ်ကွယ်စိတ်ကြပါဘွားကျုပ်တို့သူ့အတွက်ရည်စူးပြီးလူတန်းပေးပါမယ်အခုလိုအဆင်ပြေသွားအောင်ကူညီပေးတဲ့ဘွားကိုကျေးဇူးတင်ပါတယ်ဗျာကျို့တို့ဖြင့်ဘွားမယ်စိန်တို့သည်ဥယျာဉ်မောင်အိမ်သို့ပြန်လာခဲ့ကြ၏ညတကောင်မီရောက်နေပြီမို့ဥယျာဉ်မောင်အိမ်၌သာညအိမ်လိုက်ကြရသည်နောက်တည့်ရက်မနက်၌ဘွားမယ်စိန်တို့ပြန်ဖို့ပြင်ဆင်နေရာဥယျာဉ်မောင်တို့လင်မယားမှဘွားမယ်စိန်အားဝင်ကြားဖြင့်ကြော့တော်လဲဘွားမယ်စိန်ကမယူခဲ့ပြီနောက်ဆုံးဥယျာဉ်မောင်တို့လည်းလက်လျှော့ကဘွားမယ်စိန်အတွက်ဆန်းနစ်စီများလက်ဆောင်တက်ပေးကြလေသည်အတူလိုက်ပါလာလေတော့မောင်တို့နှင့်မောင်အောင်ကိုလည်းမဟုတ်ဘူးများပေးလိုက်ကြသည်အဲ့ဒီနောက်မှာတော့ဘွားမယ်စိန်တို့ရွာသို့ပြန်သွားကြတော့သည်တောင်တုံးရွာသို့ရောက်လေတော့ဘွားမယ်စိန်သည်အိမ်သို့တမ်းမပြန်သေးပဲတင်းញိုင်းကုန်းသို့သွားကပလဲပတိလေးအားတင်းញိုင်းညီ၌မြုံလည်လိုက်တော့သည်နောက်ဆုံး၌တရေမှနှိမ့်ညိုက်တရားဥယျာဉ်မောင်တို့၏အလို၌တာဓုခေါ်ကကျိုးလွတ်သွားခဲ့ရှာသည်